အမှန်တည်းနဲ့ပတ်သက်ပြီးတော့ electrical plumbing sanitary တွေလုပ်တဲ့အခါမှာ on site ထဲမှာလုပ်တဲ့ကျွန်တော်ဒီ slab pipe တွေ pipe sealing work တွေလုပ်တဲ့အခါမှာကျွန်တော်သိထားရမယ့်အကြောင်းအရာလေးတွေကိုဝေမျှပေးမှာဖြစ်ပါတယ်အဲ့တော့မြင်ရတဲ့ပုံကိုလည်းကျွန်တော်ကြည့်လို့ရပါတယ်အဲ့ဒီထဲမှာကျွန်တော်ကဒါကွက်ပြီးကျွန်တော်ပြပေးထားတယ်ပေါ့နော်ဒီထဲမှာကျွန်တော် riser ရှိတယ် plumbing sanitary မှာသုံးမဲ့ riser ရှိမယ်ပြီးရင်သူ့နောက်မှာရှိတဲ့ drain pipe လေးပါမယ်ပြီးရင်ကျွန်တော် electrical slab pipe တွေ work လေးပါမယ်ပြီးရင် electrical မှာဆိုကျွန်တော်က down point ရယ် up point ရယ်တစ်ခုရှိတယ်ဟုတ်ပြီဒါလေးတွေကိုကျွန်တော်တူတူကလေ့လာကြည့်အောင်တော့အခုမှစပြီးလေ့လာတဲ့သူတွေကျောင်းစင်ကားသားတွေလုပ်ငန်းခွင်ထဲမရောက်ဘူးသေးတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကလုံးစွာအကျိုးရှိသေးမယ်လို့ယုံကြည်ပါတယ်ကြည့်အောင်တော့ electrical ကိုစကြည့်မယ်ဆို electrical မှာကျွန်တော်တို့က up point ရယ် down point ရယ် lighting ရယ်ကျွန်တော်တို့ဒီ point ရယ်ပေါ့နော်ကျွန်တော်မြင်နေရတဲ့အနေအထားဆိုရင်ဒီသုံးခုရှိတယ်အဲ့တော့ lighting အတွက်ကိုကျွန်တော်တို့က lighting point ရယ်ပြီးရင်ကျွန်တော် lighting ကနေကျွန်တော် down point ပေါ့နော် down point ကကျတော့ဘာလုပ်ရလဲဆိုတော့ဒီ slab pipe ထဲမှာထည့်တဲ့အခါမှာ lighting ရဲ့ point ရပြီဟုတ်ပြီ lighting ရဲ့ point ရပြီအဲ့တော့ lighting ကိုကျွန်တော် cloud ဖွင့်ပိတ်လုပ်ရမယ်အဲ့တော့ cloud ဖွင့်ပိတ်လုပ်ဖို့အတွက်ကျွန်တော်က down point ဆိုပြီးကျွန်တော် wall တွေကိုဆင်းသွားရတယ်အဲ့တော့အခုမြင်ရတဲ့ဒီ down point ဆင်းသွားတဲ့အရာဒီအဲ့ဒါဒီအဲ့ဒီနေရာမှာ walling ရှိ wall ရှိနော်ကျွန်တော်တို့ဒီ brick wall တွေပဲဖြစ်ဖြစ်တော့ wall တွေရှိမယ်အဲ့ကိုကျွန်တော်ထိုးဆင်းသွားမှာပေါ့နော်အဲ့ဒီနေရာဒီ guys ခလုတ်တွေအတွက်ထားတယ်နောက်တစ်ခုကကျွန်တော်တို့ up point up point ကအခုကျွန်တော်မြင်နေရတဲ့ဒီ up point ကကျွန်တော်သူကဒီ power socket outlet တွေကိုအများဆုံးဖြစ်ကျွန်တော်သုံးတယ်ပေါ့နော်ဒါပေမဲ့ဒါအသေးတော့မှတ်လို့မရဘူး design ပေါ်မှာမူတည်ပြီးတော့အပြောင်းလဲတော့ရှိနိုင်တယ်ပေါ့အဲ့တော့ up point နဲ့ဒါဒီလည်းကျွန်တော်ဒီ electrical နဲ့ပတ်သက်တဲ့ point တွေထောင်ထားတာတွေဒီ down တွေကျသွားတဲ့အရာတွေဒီပုံမှန်အဖြစ်ဒါ wall ထဲမှာရှိမဲ့အရာတွေ wall ထဲကိုကျွန်တော်က wall ထဲကိုတက်လာမဲ့အရာတွေဖြစ်ပါတယ်ဒါတော့ electrical ပါနောက်တစ်ခုကအဲ့မှာကျွန်တော်တို့ဒီ pipe တွေကိုသွားတဲ့အခါမှာဒီတန်တွေက layer နှစ်ထပ်ရှိတာပေါ့နော် bottom rebar နဲ့ second rebar နှစ်ခုရှိဒါမှမဟုတ်ကျွန်တော် bottom layer နဲ့ second layer ထားပါတော့နော်အဲ့တော့အဲ့ဒီနေရာမှာဒီ down point တွေဆိုလို့ချင်းကျွန်တော်တို့ကဒီ bottom rebar မှာကျွန်တော်တို့ကတွဲပြီးတော့မှ bottom rebar ရဲ့အထက်ကနေကျွန်တော်တွဲပြီးတော့ရှည်ပြီးတော့ထွက်သွားတယ်up point တွေဆိုလို့ချင်းအပေါ်ထောင်တဲ့ point တွေဆိုလို့ချင်းကျွန်တော်တို့ကဒီ second layer ပေါ်မှာကျွန်တော်တို့က second layer ရဲ့အောက်ကနေတွဲပြီးတော့ရှည်ပြီးတော့ကျွန်တော်တို့ကသွားတယ်ပေါ့နော်ဒါချက်ခိုင်ရေးအတွက်ကိုကျွန်တော်ကသွားတယ်အဲ့ဒီကနေကျွန်တော်တို့ဒီ sanitary မှာကျတော့ sanitary drain pipe တွေရှိမယ် sanitary drain pipe sanitary မှာအများဆုံးဖြစ်တာကျွန်တော်တို့ဒီ sanitary drain pipe တွေ waste pipe တွေ basin တွေပြီး bucket jacuzzi တွေကျွန်တော် flow drain တွေပေါ့နော်အဲ့ဒီ drain pipe တွေအတွက်ကိုကျွန်တော် pipe slip တွေကိုတခါလေးထည့်ခဲ့ရတယ်ထည့်တဲ့အခါမှာဒါကျွန်တော် riser ဆိုတာကဒီ plumbing sanitary မှာသုံးမဲ့ဒါ riser ကြီးပေါ့နော်ကျွန်တော်အထက်တွေမြင့်တဲ့အခါမှာအပေါ်ဆုံးနဲ့အောက်နဲ့ဒိုးရုပ်ပေါက်ပိုက်တိုင်းတွေတွေ့တတ်တဲ့စိန်ကိုသုံးတယ်အဲ့လိုသုံးတဲ့အခါမှာအဲ့ဘေးမှာကျွန်တော်အများဆုံးအဖြစ်ဒီဘိုးတိုင်းတွေရှိမယ်ဒီကျွန်တော် basin တွေရှိမယ်ကျွန်တော် flow drain တွေရှိမယ်အဲ့တော့အဲ့ဒီမှာဆိုကျွန်တော်မြင်နေရတဲ့ဟာကဒါသုံးလက်မ flow drain ပေါ့နော် flow ဒီ flow tanking ရဲ့ drain ကိုကျွန်တော်ထုတ်ထားပြီးရသုံးလက်မပိုင်နေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ထည့်တဲ့အခါမှာကျွန်တော်တို့ကဒီတန်ဒီ pipe ကကျွန်တော်ဘယ်ချိန်မှထည့်ရလဲဆိုတော့ဒီတန် layer တွေမထည့်ခင်မှာဒီဟာကိုထည့်တာအကောင်းဆုံးပဲနော်ဟိုတန်ချီတန်ခွေးမလာခင်မှာသူ့ကိုထည့်တာကတော့ဒါကကျွန်တော်ကွက်တိကြပဲအဆင်ပြေမယ်တကယ်လို့ကျွန်တော်ကဟိုတန်ချီတန်ခွေးထည့်ပြီးတော့မှဒီ pipe တွေလာထည့်တဲ့အခါမှာဘာဖြစ်လဲဆိုတော့တန်တွေနဲ့ကျွန်တော်ကထိတ်တိုက်မိတဲ့နေရာမျိုးဆိုရင်တန်တွေကိုကျွန်တော်ကနေရာခွေးရတယ်ဘန်းဒီပြန်လွှတ်ရတာတွေကျွန်တော်တို့ဖြစ်တယ်အဲ့ဒီအခါမှာအဆင်မပြေမှုတွေကြုံနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီဖောင်ဝါပုံမှာကျွန်တော်ဆေးရ outside ဆေးတုပ်ပြီးကျွန်တော်တို့ကဒီ market တွေပေါ့နော်ဒီ Sabia က grid line တွေပေးပြီးသွားပြီဆိုလို့ချင်းကျွန်တော်ဒီ pipe silver နေရာကို location ကိုရှာလို့ရပါပြီနော်ဒါကတော့ကျွန်တော်တို့ဒီအကြမ်းမြင်အားဖြင့်ဒီ slab pipe တွေ pipe silver တွေလုပ်တဲ့အခါမှာသိထားရမယ့်အဓိကအကြောင်းအရာလေးတွေကိုဝေမျှပေးတာဖြစ်ပါ